ဟုတ်ပါဗျာဒီမှာရှင်းအောင်လိုက်ရဟာလားအသေးချောင်းဟောဒီဟုတ်ပါဗျာမှန်တယ်ဒီတက်မှန်တော့ဘာမှမရှိဘူးဆင်းဒီတက်မှန်တော့ဘာမှမရှိဘူးအမှန်မို့ကိုကြီးကရှူရီပါများတင်တယ်ဟမ်ဒီမှာအဝါရောင်တွေ့ရနော်ပြောင်းဒီအတူနဲ့လောတော့ဒီမှာဒါရွှေရဲတူရဲ့ရှင်းအောင်ဒါလီကာဘုန်းကြီးနဲ့ထူတာပေါ့ဒါလီကာလေဒါလီကာအဝင်လေးပဲရှိသေးတာပေါ့နော်ဒီမှာပြောတာတော့ဒီနန်းဆောင်ကိုကြီးအောက်ထဲမှာလို့ပြောတယ်ပေါ့အောက်ထဲမှာဘယ်လောက်နဲ့လဲတော့မသိသေးဘူးပေါ့ငါတို့ရှင်းအောင်သူသေသနာလို့ဖော်တော့မှပဲသိအောင်ပေါ့နန်းဆောင်တည်ဘိုးမှလည်းရှိဒါကတော့ဒါအဝင်အဝါလောက်ပဲရှိသေးတယ်ဆိုတော့သူအောက်ထဲမှာဘယ်လောက်ကျယ်ပြန့်ပြီးတော့မှကြီးတယ်ဆိုတာတော့ကျွန်တော်မသိဘူးရှင်းအောင်သူသေသနာဖော်ပြီးတော့မှပဲကျွန်တော်စောင့်ကြည့်ကြတာပေါ့ဗျာဘလို့တရားတော့ဒီဟာလေးကိုအစားဆုံးလေးတော့ဖော်တာလေးတော့ရိုက်ကြအောင်ပေါ့ပေါ်တယ်အဘက်မှာရှိဒါမိဖို့ကြောင့်လားမင်းဟုတ်ဒါဒီကဝဒီကတဲ့ဟောမှာတင်းဟောဒါမင်းမိချက်တဲ့တယ်မိသားစုတွေအတွက်ကျွန်တော်အောက်ဆင်းကြည့်မယ်နော်ဒီမှာဒီကြည့်ရနော်โอ้โหเสียอะไรนะဟုတ်ပါဗျာဒီမှာရှင်းအောင်လိုက်ရဟာလားအသေးချောင်းဟောဒီဟုတ်ပါဗျာမှန်တယ်ဒီတက်မှန်တော့ဘာမှမရှိဘူးဒီတက်မှန်တော့ဘာမှမရှိဘူးအမှန်မို့ကိုကြီးကရှူရီပါများတင်တယ်ဟမ်ဒီမှာအဝါရောင်တွေ့ရနော်ပြောင်းဒီအတူနဲ့လောတော့ဒီမှာဒါရွှေရဲတူရဲ့ရှင်းအောင်ဒါလီကာဘုန်းကြီးနဲ့ထူတာပေါ့ဒါလီကာလေဒါလီကာအဝင်လေးပဲရှိသေးတာပေါ့နော်ဒီမှာပြောတာတော့ဒီနန်းဆောင်ကိုကြီးအောက်ထဲမှာလို့ပြောတယ်ပေါ့အောက်ထဲမှာဘယ်လောက်နဲ့လဲတော့မသိသေးဘူးပေါ့ငါတို့ရှင်းအောင်သူသေသနာလို့ဖော်တော့မှပဲသိအောင်ပေါ့နန်းဆောင်တည်ဘိုးမှလည်းရှိဒါကတော့ဒါအဝင်အဝါလောက်ပဲရှိသေးတယ်ဆိုတော့သူအောက်ထဲမှာဘယ်လောက်ကျယ်ပြန့်ပြီးတော့မှကြီးတယ်ဆိုတာတော့ကျွန်တော်မသိဘူးရှင်းအောင်သူသေသနာဖော်ပြီးတော့မှပဲကျွန်တော်စောင့်ကြည့်ကြတာပေါ့ဗျာဘလို့တရားတော့ဒီဟာလေးကိုအစားဆုံးလေးတော့ဖော်တာလေးတော့ရိုက်ကြအောင်ပေါ့ပေါ်တယ်အဘက်မှာရှိဒါမိဖို့ကြောင့်လားမင်းဟုတ်ဒါဒီကဝဒီကတဲ့ဟောမှာတင်းဟောဒါမင်းမိချက်တဲ့တယ်မိသားစုတွေအတွက်ကျွန်တော်အောက်ဆင်းကြည့်မယ်နော်ဒီမှာဒီကြည့်ရနော်โอ้โหเสีย